မြူကိုတွေဖဲကြီးမှာမတ်သက်ဝေကိုကျွန်တော်တွေ့ရတယ်။နတ်သက်ကြွေတန်းတက်တဲ့အဆုံးမှာနတ်သမီးဟာရှေ့တက်တဲ့ပြုတ်ကျလာခဲ့သလားလေ။ကျွန်တော်ကမတ်သက်ဝေရဲ့ကံတရားနဲ့လူဖြစ်တယ်။ကျွန်တော်ကိုမတ်သက်ဝေပိုင်တလောက်တောင်ကျွန်တော်ကိုကျွန်တော်မပိုင်ဘူး။မတ်သက်ဝေကကြပြရွတ်တဲ့အခါကျွန်တော်ကရင်းနှွေးပြမယ်။မတ်သက်ဝေကကျိန်စာရွတ်တဲ့အခါကျွန်တော်ကသေဆုံးပြမယ်။ကျွန်တော်ကစမ်းချောင်းလိုစီးတဲ့အခါမတ်သက်ဝေကပန်းကလေးလိုမျောပါ။ကျွန်တော်ကလီပြေလိုတိုက်တဲ့အခါမတ်သက်ဝေကရွက်စိန်လေးလိုကားပါ။ကျွန်တော်ကစောင်းလေးတစ်လက်ဖြစ်တဲ့အခါကျွန်တော်ကိုမတ်သက်ဝေကတီးခတ်ပေးပါ။အန်တာလေးရဲ့အိမ်မက်တလွားကိုလက်အစုံနဲ့ဖြန့်ကျက်မိုးပေးပါစင်တိုးလို့တောအုပ်လေးကန်းသွားတဲ့အခါမတ်သက်ဝေကကျွန်တော်ကိုပြန်ဆိုင်ပြိုးပါလာပါမတ်သက်ဝေငကားငွေတန်းကိုဖမ်းဆွဲစိတ်ကူးတဲ့တောင်မရှိခဲ့ဘူးတဲ့နေရာကိုသွားမယ်ဝတ်မုံလေးတွေမကြားစေနဲ့ပန်းကလေးစီကတက်လာတဲ့ရနံ့ပါသာနှကိုစာကြားယုံလေးရွတ်ဖတ်ပြမယ်ဆရာရိုးရရဲ့မတ်သက်ဝေတို့ရနံ့ပါသာဆိုတဲ့ကြပြလေးကိုအားလုံးသဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်